ကဲတူတီချမိစမြအားလုံးမင်္ဂလာပါနော်မနက်ကဗျာလုံးဝရပြီးတော့နော်နောက်ကလုံးဝရပြီးမှ6-5ထွက်အောင်စက်ကမှလို့9နှစ်ပြောင်းပြီးသွားတယ်နော်ကဲဟုတ်ပြီဒီညနေကတော့အကောင်းဆုံးကြိုးစားပေးထားတယ်နော်ညနေအကောင်းကြိုးစားပေးထားတယ်ညနေရပါလဲဆိုတော့မနက်ကလိုပဲ9-8ကီနေကုန်ဟလားနေကုန်ဒီတော့ကဝမ်းချင်းလေးက3ဝမ်းချင်းနဲ့ဒါကညနေစီဟလားညနေအတွက်ညနေ20ရက်3လ2025ခုနှစ်ညနေနော်ကြာတဲ့ပရိနေဟလားဟုတ်ပြီကျွန်တော်ကကရန်လေးတွေ့ပြီမယ်ခွန်9ရယ်ခွန်ရယ်ခွန်8 35 3ခွန်38 15 10 85 80 85 2ခွန်36ဟလားကျွန်တော်ကနန်းအားလုံးပေါင်း12ကွာထုတ်ပေးထားပါတယ်ဒီ12ကွက်ထုတ်ပေးထားတဲ့အထက်မှာကျွန်တော်မနက်ကလိုပဲကီးပဲယူ3ညတဲ့လူကကီးပဲယူ3ဝမ်းငိမ့်ပဲယူ3ညတဲ့လူကဝမ်းငိမ့်ပဲယူ3ဟာလားဝမ်းငိမ့်ပဲယူ3အခုကျွန်တော်အားလုံးပေါင်း12ကွက်တိုးပေးထားတယ်အကုန်ထိုးနေမနက်ကလိုပဲအကုန်ထိုးနိုင်တဲ့လူကအကုန်ထိုးအကုန်မထိုးနိုင်တဲ့လူကအခုရွေးပေးတဲ့ကနန်းလေးတွေပဲထိုးပေးနော်အကုန်ထိုးနိုင်တော့ကောင်းတာပေါ့နော်အများကြီးလုံးခပ်ပါပါပဲလို့ပေါက်လေပေးရမှာမဟုတ်ဘူးဟာလားအေးစစ်စစ်ကြံလို့ရပြီပေါက်ရင်ရပြီအဲ့တော့ကျွန်တော်အကောင်းဆုံးရွေးပေးမယ်ရွေးပြီးမဲ့ခဏနေရပါလဲဆိုတော့အကုန်ထိုးနိုင်တော့မထိုးနိုင်တော့ကျွန်တော်ရွေးပေးတာလေးထိုးနှစ်ခွန်ကြိုက်တယ်နော်နောက်တစ်ခုကနှစ်ရှစ်ကြိုက်တယ်နှစ်ခွန်နှစ်ရှစ်နော်နောက်တစ်ခုကကြတော့63ကြိုက်ပါတယ်63ကြိုက်တယ်နောက်တစ်ခုကဘာကြိုက်လဲဆိုတော့ခွန်3ကြိုက်ပါတယ်ဒီခဏလေးကကြိုက်ပါတယ်ဒါကကြိုက်ခဏပါဒါကြိုက်ပါတယ်ဟုတ်လားနော်ထိုးနိုင်တဲ့လူကထိုးမထိုးနိုင်ဘူးဆိုလို့ရှိရင်လည်းဒီကခဏလေးပဲရွေးထိုးပေးတာအကြိုက်ဆုံးခဏလေးကပြန်ပြီးထုတ်ပေးထားတာ9ခွန်8ကီကို3ခွန်1ချိန်နဲ့ဒီညနေသွားမယ်အဲ့တော့ခဏအားလုံးပေါင်း12ကွက်ထုတ်ပေးထားတယ်ထိုးနိုင်တဲ့လူကလည်းထိုးမထိုးနိုင်ဘူးဆိုတာလည်းအခုရွေးပေးထားတဲ့4ကွက်ကိုပဲထိုးပေးဟုတ်လားနော်မနက်က9ခွန်နဲ့ပြီးရအငါပါဘူး9-5နဲ့ပြီးရမနည်းနည်းလေးကပ်ပြီးလွဲသွားနော်9နှစ်နဲ့ပုတ်တယ်ပါအားလုံးပဲကျေးဇူးတင်ပါနော်အခုကျွန်တော်ရဲ့ဒီ channel လေးကို share လို့ရတဲ့နေရာမှာ channel တွေမှာအများဆုံး share ပေးကြပါ group တွေမှာအများဆုံး share ပေးကြပါနောက်ထပ်နားနီးလေးတွေ main course ကလေးတွေလုံးဝပတ်တီးလေးတွေလည်းတင်ပေးပါမယ်အခုဒီဘက်ကုံပြီးတော့နောက်ဖက်ဆိုတောက်ကြတနင်္လာနေ့ကစားပြီးလုံးဝတစ်လုံးနဲ့ဗုဒ္ဓမှုကြောင့်အာမခံတီးတန့်တစ်လုံးနဲ့ free တင်ပေးမယ် channel လေးကို subscribe လုပ်ထားပြီး share လည်း share ထားပေးကြဟာလားတဲကလေးလည်းပေးထားခဲ့လက်မလေးထောင်ထားခဲ့ဟုတ်တယ်နော်အားလုံးကျေးဇူးတင်ပါတယ်